ဘာဖြစ်ပါလဲဗျာမှန်လိုက်ပြီလို့အလိုမင်းလိုက်ကြတဲ့ပြောတာစီသမန်လေးဆိုသလိုပဲအတော့တော်ခံဖို့ရတဲ့အချိန်ကြပါပြီဟုတ်ကဲ့ကြရမယ်ဆိုရင်တော့မဝဲအောင်ကြီးကောင်းချမ်းကြီးတချို့ကအရက်တည်းမှာပြောလေပြောစားအမားလေးတွေများစွာရှိကြတယ်ဗျအမိတ်တော်ရှိသမ်းပါဦးဟာရှင်ပြူရင်းစာပြပါဆိုရင်သားတော်ရဟုတ်လားကတဲ့ဒီလိုတွေဆိုကြဒီလိုတွေဆိုရင်တကားရှိနေတာဟုတ်ခင်ဗျရှင်ပြူကြီးအစကသားတော်ရဟုတ်လားကရမဟုတ်ပါဘူးဗျာအမိတ်တော်ရှိသမ်းသားတော်ရဟုတ်လားဆိုတာကတော့ကိုရင်အစသားတော်ရဟုတ်လားကလို့ဒီလိုဆိုတယ်ဗျမှန်ပါရှင်မြူချင်းအစကြပြန်တော့သားတော်မဟိနကတဲ့ဗျာနော်ဟုတ်ကဲ့အဲကြောင့်ဘလို့ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေလူတန်းတဲ့အလူတော်ကြီးရောဂါစိတ်များနဲ့အသုံးတော်ခံဖို့ရအချိန်ကြပါပြီအချိန်ကြရောက်လာပါပြီဗျအချိန်ကြရင်ပြီပြောစီစားပြပါဆိုရင်တော့မဏိစီသူမင်းကြီးကိုအလောင်းစီသူမင်းကြီးကလို့ဒီလိုဆိုရမယ်ဗျမှန်ဤခင်ဗျဘာကြောင့်ရလဲဆိုတော့မိတ်တော့ရှိပါဦးအလောင်းစီသူမင်းကြီးဆိုတာကလက်ညှိုးညွန်ရရည်ဖြစ်တယ်မင်းဟုတ်ကဲ့နော်ဒီမင်းကြီးကဆိုရင်တော့သူ့ရဲ့ဖောင်ဆက်ကြာကြီးနဲ့တောင်လက်ရခရီးကိုကြွချီတဲ့အချိန်တုန်းကပေါ့ဗျာနော်မှန်ပါအဲ့လိုကြွချီတဲ့အချိန်တုန်းကဖောင်ဆက်ကြာကြီးခိတ္တခဏရန်နာတဲ့အချိန်